မှတ်ထားဘုရားပွဲတရားပွဲကျောင်းပွဲသာသနာပွဲတွေမှာကာမနဲ့ပတ်သက်တဲ့အချင်းဟာမအပ်ဆက်ဓမ္မနဲ့ပတ်သက်တဲ့သချင်းဆိုရင်တီးကောင်းနဲ့ဆိုကောင်းတယ်အဲ့ဒီသုံးမှာဆုံးဖြတ်ရှိတယ်ကိုယ်တော်မြတ်စွာဘုရားကခွင့်ပြုထားလိုက်တယ်ကာမနဲ့ပတ်သက်တဲ့သချင်းတွေဆိုတရားကရင်ကိုပူလို့ဟိုနောက်ကသူကြီးစားသူရိယဝိသသနတ်သမီးကလည်းရင်နေခုံးလို့တို့ဘယ်တော့မှညာမလဲတို့ဘယ်တော့ညာမလဲသူတို့ကလည်းဒီလိုဖြစ်တရားမင်းကလည်းငါတို့သိတော့မှဒီကောင်ကအကြောင်းမပြောဘူးစိတ်တွေပူလို့ဖြစ်တချင်း14ဘုတ်ဆုံးတော့မြတ်စွာဘုရားကလည်းလွတ်လိုက်သေးတယ်ကဒါပါဏသံယူလံဣမဂါထာတန္တိသရောပိဂိတသရဏတိဝတ္တိဂိတသရောပိတန္တိသရဏတိဝတ္တိဟေ့ပစ္စသိခမေတ္တိသချင်းတွေဘယ်တော့မှရေးထားအဆိုကလည်းအတီးကိုမလွန်ဘူးကွာအတီးကလည်းအဆိုကိုမလွန်ဘူးကွာဘုရားကလည်းရှင်းမလိုက်သေးတယ်ဆိုတော့ပစ္စသိခနဲ့သူရိယဝိသသတို့ကတော့ပျော်ပြီးတော့ပြုံးနေမှာပေါ့သေခာနိတဲ့တရားကလည်းရင်ပူလာပြီးဒီကောက်သူ့အခွင့်အရေးဒီနေရာလာသုံးနေတယ်ငါချောင်းမပြောဘူးဒီလိုဖြစ်အဲ့ဒီသချင်း14ဘုတ်ဆုံးတော်မှာမြတ်စွာဘုရားရဲ့ရှင်ဘောကံပြီးတော်မှာမြတ်စွာဘုရားရေတရားမင်းအပြည့်မဲ့ရောက်နေတဲ့တရားနာမလို့တဲ့ကဲအဲ့ဒါဆိုတကားဖွင့်အကုန်လုံးဝင်စေလိုက်ကူတဲ့နတ်ပရိသတ်ဘလောက်ဝင်သွားလဲ8000အကုန်လုံးဆံရာဇညုံရဲ့အရှိဘက်ဘိုင်းတော့နှာခေါင်းတော့ကားနဲ့ပတ်ပြီးတော့မောင်းကြည့်တယ်နော်တောင်တန်းကြီးဘုရားသစ်ပင်လေးဘာမှမရှိတော့ဘူးအကုန်ပြုံးခုတ်လိုက်ကြတာနော်ဗမာပြည်တွေခုတ်တာမဟုတ်ဘူးကလပီကပူခုတ်မြတ်စွာဘုရားကစတင်ပြီးတော့စကားဘာပြောလဲဆိုတော့ဒုက္ခိဟောတုဒေဝနာမိန္ဒဒေဝနာမိန္ဒနတ္တေကိုဆိုရတဲ့သက်ကတရားမေတွင်သိသည်ဒုက္ခိကိုစိတ်နှစ်ပါးချမ်းသာသည်ဟောတုဖြစ်ပါစေတော့လို့တရားမင်းရေကိုစိတ်နှစ်ပါးချမ်းသာစီတော့လို့ဘဂဝါဘောင်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကမေတ္တာတရားကိုပရိပရတိကောင်းစွာမသိပုလွတ်တော်မူလိုက်ပါပေသတည်းတရားမင်းနှလုံးစိတ်ဝမ်းအေးချမ်းပါစေမြတ်စွာဘုရားမေတ္တာပို့လိုက်တော့ဘုရားမေတ္တာရတော့တရားအတော်စိတ်အေးသွားကဲလာတဲ့ကိစ္စပြောဆိုတော့သူသေဂာနီးအကြောင်းသူမပြောဘူးနတ်ပြန်ဖြစ်ခြင်းတဲ့အကြောင်းသူမပြောဘူးဘာပြောလဲဆိုလောကကြီးဘုရားလူရောနတ်ရောငကားရောကလုံးရောဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤလို့ဆုတောင်းကြတယ်တဲ့ဒီကဘာလုံးပဲနော်ဒီကနေ့လို့ပြောရင်ဘာသာကြီး5ခုပေါ့6ခုပြောရင်လည်းပြောပေါ့ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလမ်ဟိန္ဒူဂျူးဘာသာဂျိန်းဘာသာထက်လည်းအောင်အိန္ဒိယမှာမကွယ်သေးဘူးဂျိန်းရှိတယ်ဒီဘာသာဝင်တွေအားလုံးနော်ဘဝတန္တရာမှာပဲလိဗ္ဗာန်မှာလွတ်ဖို့ဆုတောင်းတယ်နတ်ပြည်ပြမပြည်ရဖို့ဆုတောင်းတယ်နိဗ္ဗာန်ရဖို့ဆုတောင်းတယ်ဒါတွေကဘာသာတိုင်းမှာတောင်းရိုးတောင်းစင်ဘေဘာသာဝင်မှမလွတ်တန်တောင်းတဲ့ဆုတောင်းတစ်ခုကဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤမတောင်းဘူးလားနော်ဘေးရန်ကတကယ်ကင်းရလားမကင်းဘူးဘေးရန်ကင်းကွာချမ်းသာစွာနေရပါလို့ဤမကင်းဘူးနေရှိသေးပြီဟဲ့လားဆိုရင်စရာတွေသတင်းတွေပဲကြားနေရတယ်စစ်ပွဲတွေပဲမြင်နေရအဲ့ဒါကြောင့်
ကိဉ္တယောဇနာကောမာရိတဒေဝမနုဿသုရဏဂကတ္တပယေစိညေတန္တိပုထုကာယတိအဝေရအဒန္တအသပတ္တအပြပိစံဝိဟရေမုအဝေရိနောအထာသပနာတေသဝေရသဒန္တသသပတ္တသပြပိစဝိဟရန္တိသဝေရိနောဗာဏိဘဂဝါဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဣဒာဤလောကမှာဒေဝဇာနတ်တို့သည်၎င်းမနုဿာဇာလူတို့သည်၎င်းအဝေရာဘေးရန်ကင်းကွာချမ်းသာစွာအဒန္တာပြစ်ဒဏ်နေကင်းပြီးတော့အသဘာဒနှိစ္စကလူယံသူမရှိပါပဲနဲ့ဝိဟရေမူနေတိုင်းဘုရားစေလို့ပဋ္ဌာနာသုတော်ကြီးကိုကရုဏီပြုကြတယ်ဘုရားပဏသို့တော်လည်းတေထောဘေးရန်ကင်းကချမ်းသာစွာနေရပါလို့ဤလို့ဆုတောင်းနေကြတဲ့နတ်တွေလူတွေနဂါးတွေဂလုတ်တွေအကုန်လုံးပဲသဝေရာဘေးရန်တွေသိနေကြတယ်သဒန္တာပြစ်ဒဏ်တွေသိနေကြတယ်သသပတ္တနှိစ္စညင်စခြင်းကိုခံနေကြရတယ်အဲ့ဒါကကိဉ္တယောဇနာပဲအကြောင်းကြောင့်ဖြစ်တယ်လေလို့ဘေကောဒေဝနာမိတော်နတ်တေကိုဆိုရတဲ့တရားမင်္ဂဘဂဝန္တံဘုံ၆ပါးသင်္ကေဘုရားရှင်ကိုရမြတ်ကိုအပေါစိသိလောရေးနှင့်မေးမြန်းရှာလေတော့တည်း